Hello မင်္ဂလာပါခွက်လွတ် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုစင်အခုပြောပြပေးမယ်အကြောင်းအရာကကိုစင်တို့တွေဒီ2023မှာကိုယ့်ရဲ့ TikTok အကောင့်ကဘာဆိုဘာမှအချက်လက်ကိုမမှတ်မိတဲ့သူတွေအနေနဲ့ TikTok recovery ပြန်ယူတဲ့နည်းလမ်းလေးဖြစ်ပါတယ်เนาะအကိုကဖုန်းနံပါတ်လည်းမမှတ်မိတော့ဘူး Gmail လည်းမမှတ်မိတော့ဘူးပေါ့เนาะဘာဆိုဘာမှမမှတ်မိတော့တဲ့သူတွေဆိုလို့ချင်းဒီနည်းလမ်းကိုသုံးပြီးတော့ကိုယ့်ရဲ့အကောင့်ကိုပြန်ယူနိုင်ပါတယ်ခင်ဗျာเนาะအဲ့တော့ကိုသင်တို့တွေအဓိက topic ကိုတွားပြီးတော့လေ့လာကြမယ်ခင်ဗျာဖုန်းနံပါတ်လည်းမမှတ်မိဘူး Gmail လည်းမမှတ်မိဘူးဘာဆိုဘာမှမမှတ်မိတဲ့သူတွေအတွက် TikTok အကောင့်ကို recovery ပြန်ပြီးတော့လုပ်မယ်ပေါ့နော် recovery ပြန်ပြီးတော့လုပ်မယ်အဲ့တော့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကိုသင်တို့တွေ user name တော့မှတ်မိရမယ်ပေါ့နော် user name မှတ်မိရမယ်အဲ့တော့ TikTok လေးတွေကိုဝင်လိုက်မယ်ဝင်ပြီးသွားရင်တော့ကိုသင်တို့တွေမှာပေါ့နော်ကိုသင်စကနေပြန်ပြီးတော့ပြပေးမယ်ပေါ့နော်အဲ့တော့ကိုသင်တို့တွေဒီမှာပေါ့နော်ဒီမှာ caution ဘတ်လေးပေါ့နော် caution ဘတ်လေးရှိတယ်ဒီညာဘတ်တောင်းလေးမှာပေါ့နော်ညာဘတ်တောင်းလေးက caution ဘတ်လေးကိုတစ်ချက်နှိပ်ပေးပါ caution ဘတ်လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင် caution ဘတ်ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ခုနကလို recovery ပေါ့နော်ဒီစာမျက်နှာရအောင်ခဏလေးစောင့်ပေးပါစောင့်ပြီးသွားလို့ချင်း recovery အကောင့်ပေါ့နော် UR အကောင့်တစ်ချက်ဝင်ပေးလိုက်ပါတစ်ချက်ဝင်ပြီးပြီးသွားရင်တော့ကိုယ်တင်တို့တွေက user name ပေါ့နော် TikTok user name ကိုယ်တင်တို့တွေမှတ်မိရပါမယ်အဲ့တော့ရှေ့ရ assign ကိုတော့ကိုယ်တင်တို့တွေဖြုတ်ခဲ့လို့ရတယ်ပေါ့နော်အဲ့တော့ user name လေးကိုရိုက်ထည့်ပေးပါပြီးရင်တော့ကိုယ်တင်တို့တွေက next နဲ့ဆက်ပြီးတော့သွားပါမယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ကိုတင်တို့တွေဖုန်းနံပါတ်ပေါ့နော်အကယ်၍ကို့မှာဖုန်းနံပါတ်ရှိတယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်နဲ့ပြန်ပြီးတော့ယူလို့ရတယ်ပေါ့နော်ဖုန်းနံပါတ်နဲ့ကိုတင်တို့ပြန်ပြီးတော့ယူလို့ရတယ်ကဲဖုန်းနံပါတ်မရှိဘူးဆိုလည်းနောက်ထပ်နည်းလမ်းတစ်ခုရှိသေးတယ်ပေါ့နော်ယူလို့ရပါတယ်အဲ့တော့ကိုကဘာဆိုဘာမှမရှိတော့တဲ့သူတယောက်ဆိုလို့ရှိရင်တော့အောက်ကကောင်လေးကိုကိုတင်တို့တွေနီးဆန်းဆိုတဲ့ကောင်လေးကိုဒီကောင်ကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါအဲ့တော့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးပြီးသွားပြီဆိုရင်ကိုတင်တို့တွေကပေါ့နော်ဒီပေါ်မှာစာလေးပေါ့နော်ကိုတင်ဒီစာလေးကိုလည်း description ထဲမှာကိုတင်တို့တွေချပေးထားမယ်ပေါ့နော်ဒီစာလေးကိုလည်းချပေးထားမယ်အဲ့တော့ဒီမှာ profile ပေါ့နော်ကိုယ့်ရဲ့ profile ပုံလေးတစ်ပုံတော့ကိုတင်တို့တွေရှိထားမှာဖြစ်ပါတယ်အကယ်၍ကိုယ့်ရဲ့ profile ပုံမရှိဘူးဆိုလည်းကိုယ့်ရဲ့တငယ်ချင်းတယောက်ယောက်ကို screenshot profile ကိုတွားရိုက်ခိုင်းပြီးတော့အဲ့ဒီ profile လေးကိုထည့်ပါထည့်ပြီးသွားလို့ရှိရင်တော့ကိုတင်တို့တွေဒီအပေါ်အတိုင်းလေးပေါ့နော်စာလေးကိုတင်တို့တွေရိုက်ထည့်ပေါ့နော်ဒီစာလေးကိုလည်းကိုတင်ကဒီ description ဟိုမှာပေါ့နော် comment box မှာကိုတင်ချပေးထားပါမယ်ဒီစာလေးကိုကိုတင်တို့တွေထည့်လိုက်ပါထည့်ပြီးရင်တော့ smooth ဆိုတာလေးကိုနှိပ်ပေးပါခင်ဗျာနော်ဒါလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ဒီ TikTok team ကိုကိုတင်တို့တွေရောက်သွားလိမ့်မယ်ပေါ့နော်မိနစ်အနည်းငယ်ကြာမှကိုတင်တို့တွေကစာပြန်လာလိမ့်မယ်ပေါ့နော်တခါလေကြာရင်လည်း1ရက်ကြာတယ်တခါလေကြာရင်လည်း2ရက်3ရက်ကြာတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီအချိန်နည်းငယ်ကြာလို့ရှိရင် reply ပြန်ပေးမယ်ပေါ့နော်ပြန်ပေးမယ်ဆိုတာလေးကိုအောက်မှာကိုတင်တို့တွေမြင်ရပါလိမ့်မယ်နော်ဟုတ်တယ်လားနော်ဒီစာလေးပို့လာတယ်ဒီစာလေးပို့လာတယ်ဆိုလို့ရှိရင်ကိုတင်တို့တွေဒါမိနစ်အနည်းငယ်လောက်ကြာလို့ရှိရင်သူစာပြန်လာလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီစာပြန်လာတာကိုကိုတင်တို့တွေကဗမာသွားကြည့်ရမလဲဆိုလို့ရှိရင်ပေါ့နော်ဗမာသွားပြီးတော့ကြည့်ရမလဲဆိုရင်ဒီမှာပေါ့နော်ဒီမှာသွားကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာသွားကြည့်ရမှာဖြစ်ပါတယ်အခုဒီမှာတက်လာနော်ဒီမှာ Facebook ဒီ Facebook တယ်လေ TikTok team ကိုကိုတင်တို့တွေစာလေးreport တင်ထားပြီပေါ့နော် TikTok team ကို report တင်ထားပြီဖြစ်ပါတယ်အဲ့တော့ဒီသူစာပြန်လာအောင် reply ပြန်လာအောင်တော့ကိုတင်တို့တွေစောင့်ပေးရမယ်reply ပြန်လာတဲ့အခါကျလို့ရှိရင်သူကကိုယ့်ရဲ့ဖုန်းနံပါတ်တို့နောက်တစ်ခုကဖုန်းနံပါတ်နဲ့ဝင်ထားတာတို့ကိုယ့်ရဲ့ email တို့ဒါတွေဒီအချက်လက်တွေကိုကိုတင်တို့စီကိုပြန်ပြီးတော့ပို့ပေးလိုက်မယ်ခင်ဗျာနော်အဲ့တော့မှကိုကပြန်ပြီးတော့ login ပြန်ပြီးတော့ဝင်ပေါ့နော်ဒီနီလန်းလေးကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ account recovery ပြန်ပြီးတော့ယူလို့ရပါတယ်ခင်ဗျာနော်အဲ့တော့ဒီအကောင့်ကလေးကို report တင်ထားတာဖြစ်တဲ့အတွက် report ပြန်ပြီးတော့ reply ပြန်လာပြီဆိုတာနဲ့ဗီဒီယိုလေးဆက်ပြီးတော့
ဆက်သွားပြီးတော့ပြပေးမယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့နီလန်အသစ်တွေကိုအများအားလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုစင်းရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်